Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့အတမင်ကဆိုင်မှာရှိတဲ့ Mary Bora ဆိုတဲ့ Luke brand ကထုတ်ထားတဲ့ item လေးတွေကိုပြပေးသွားပါမယ်ရှင်ပထမဆုံး fabric color လေးနဲ့စလိုက်ပါတယ်နော်သူကလေရင်ဘတ်ဒီဇိုင်းချုပ်ပေးထားတာလေးတော်တော်လေးလှတယ်ပြီးလို့ရှိရင်ဒီရင်ဘတ်မှာကြိုးစီအပြင်အနောက်မှာလည်းခါကြိုးစီလေးပါပါတယ်နော်နောက်ထပ်တစ်ယောင်ကကြတော့ဒါပီရာရောင်လေးလို့ခေါ်မလားသူ့ရဲ့အယောင်လေးကလေအပြင်မှာတော်တော်လေးနုနုလေးနဲ့လှတယ်နောက်ပြီးလို့ရှိရင်လေသူကအင်ကြီးအယောင်နဲ့လိုက်အောင်သူ့ရဲ့ခြေသီးလေးကိုလည်းတော်တော်လေးလှတဲ့အယောင်လေးသုံးပေးထားတယ်ပေါ့နော်ဒီဟာလေးကကြတော့လေမင်းတို့ဆိုင်မှာအယောင်3ယောင်လာပါမယ်နော်နောက်ထပ်တစ်ယောင်လေးကကြတော့စင်ဆွဲယောင်လေးပါဒါလေးကလေဝတ်လိုက်တာလူကိုလင်းသွားလို့ခံစားရတယ်ပေါ့နော်ပြီးတော့တန်တန်လေးဖြစ်သွားလို့ခံစားရတယ်ဒီတစ်ခါတော့လေသူ့ရဲ့ခြေသီးလေးတွေကိုအချီယောင်လေးသုံးပေးထားပါတယ်ရှင်အခုစင်ဆွဲယောင်လေးကကြတော့လေဝတ်လိုက်ရင်တန့်သွားပြီးတော့ဘယ်ဟာနဲ့ဝဲလိုက်တယ်ဆိုတော့လေမိန်းကလေးအနေနဲ့ရှိထားတဲ့နေနော်နောက်ထပ်ရောင်လေးကကြတော့ဒါလေးကဒီဇိုင်းပုံစံတော့တူတယ်ဒါပေမဲ့ချုပ်ထားတဲ့ဒီပိတ်သားလို့ခေါ်မလားအဲ့ဒါလေးကွာသွားတာပေါ့နော်ဒီဟာလေးကိုတေချာကြည့်ကြည့်မယ်ဆိုရင်လေပန်းပွင့်သေးသေးလေးပါပေါ့နော်လုံးဝကိုမိန်းကလေးဆန်ဆန်ဟိုမှချစ်စရာလေးပေါက်တယ်လို့ခံစားရပါတယ်သူ့ရဲ့ပန်းပွင့်လေးတွေကလေအပြင်မှာဆိုပို့ပြီးတော့ကိုလှတယ်ပေါ့နော်နောက်တစ်ထည်ကကြတော့ခရမ်းရောင်ကိုမှနုနုလေးပေါ့နော်ပြီးလို့ရှိရင်လေသူ့ရဲ့ပန်းပွင့်ဒီဇိုင်းကအရှိရပန်းပွင့်ဒီဇိုင်းနဲ့မတူဘူးပကြီးဆွဲထားသလိုဖြစ်နေတော့လေသူ့ရဲ့အယောင်သူ့ရဲ့ဒီဇိုင်းလေးကပို့ပြီးတော့ကြွသွားတယ်လို့ခံစားရတယ်ဒီတစ်ထည်ကကြတော့ Admin favorite ဖြစ်ဆုံးအထည်လို့ပြောရမယ်ပေါ့နော်ပြီးတော့ဒီအင်ဂျီလေးတွေကိုကြိုက်ရတဲ့အချက်ကကျေတီးပေါက်တက်တဲ့အင်ဂျီဝတ်တဲ့အခါဖြစ်တတ်တဲ့ဒီလိုမျိုးဟာတာတို့ထိုင်လိုက်ပေါ်တာတို့ဘာလို့မဖြစ်အောင်သူကအထဲကိုအတွင်းသားကိုပိုပိုလေးချုပ်ပေးထားရပေါ့နော်ဒါလေးအကုန်လုံးကမင်းတို့ဆိုင်မှာ install ရှိပါတယ်ရှင်ကိုယ်တိုင်လာကြည့်ပြီးစိတ်ချရွေးဝယ်ခြင်းနဲ့ဆိုရင် admin တို့ပင်ထောက်ထားတဲ့လိပ်စာလေးတိုင်းလာပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်နော်